အရှင်ဖယား YouTube မှာကိုယ်တိုင်တင်ပါဖယားပတ်စံဝင်ရင်သာသနာအတွက်ပို့ပြီးအသုံးပြုလို့ရပါတယ်ဖယားအခုကအရှင်ဖယားမတင်တော့သူများကစီးပွားဖြစ်နေပါပြီတဲ့ဒီမတ်ပိုင်ရှင်ကဦးစင်းကိုစေတနာနဲ့ပြောတယ်ဆိုတာဦးစင်းနားလဲပါတယ်နော်အခုလိုစေတနာနဲ့ပြောပြီးတဲ့အတွက်ကြောင့်လည်းပဲကျေးဇူးတင်ပါတယ်ဦးစင်းက YouTube မသုံးပါဘူး TikTok ပဲသုံးပါတယ်ပြီးတော့ဦးစင်းကစီးပွားရေးလည်းမလုပ်ပါဘူးဦးစင်းတို့ရဟန်းတွေဟာစီးပွားရေးလည်းလုပ်လို့မရပါဘူးနော်တက္ကရာမတွေထောက်ပံ့လှူဒန်းပေးထားတဲ့အတွက်ကြောင့်ဘာစီးပွားရေးမှလုပ်เสียရမလိုပါဘူးမိမိရဲ့ပရိပတ်ကိုပဲလုပ်ရမှာဖြစ်ပါတယ်ဒါဆိုရင်ဘာကြောင့်TikTokသုံးတာလဲလို့မေးစရာအကြောင်းရှိပါတယ်ဦးစင်းTikTokသုံးတယ်ဆိုတာကအကြောင်းအမျိုးမျိုးကြောင့်ဘာသာရေးကိုမလေ့လာနိုင်တဲ့တက္ကရာမတွေခိတ္တခဏTikTokဖွင့်ကြည့်လိုက်တဲ့အချိန်မှာဦးစင်းရဲ့ဓမ္မအမေးအဖြေလေးတွေကိုမြင်ပြီးတော့အတိတစ်ခုခုတိုးပါစေဆိုတဲ့စေတနာနဲ့သာသနာပြုတဲ့သဘောဖြင့်TikTokကိုအသုံးပြုခြင်းဖြစ်ပါတယ်နော်နောက်ပြီးတော့ YouTube မှာဦးစင်းရဲ့တရားဓမ္မတွေကိုပြန်တင်တဲ့တက္ကရာမတွေအနေနဲ့သူတို့အတွက်အကျိုးရှိမယ်ကြည့်ရှုတဲ့လူတွေအတွက်လည်းအကျိုးရှိမယ်ဆိုရင်တင်ပါစေနော်ဦးစင်းကကြည်ကြည်နက်နက်ကြီးခွင့်ပြုပါတယ်